ဒီနေ့မှာကျွန်တော်တို့အရန်ကိုနက်နေပြီးတော့လူတိုင်းလိုကြုံတွေ့ပူတဲ့ကိစ္စတစ်ခုအကြောင်းကိုဆွေးနွေးသွားကြပါမယ်ဆိုတော့ဘော်လာတို့ချစ်ရတဲ့တယောက်ယောက်စုံသွားပြီးတဲ့နောက်ပိုင်းရသက်သက်ပတ်အကြမှာရင်းနှီးနေကြကိုတင်းတဲ့တစ်ခုသူတည့်ရဖူးလိုက်သလားအားမဟုတ်အိမ်ထဲမှာသူရှိနေတယ်လို့မျိုးခံစားချက်မျိုးရဘူးလားအားမဟုတ်အိမ်မက်ထဲမှာသူကတစုံတစ်ခုခုလာပြောတာမျိုးကြုံဘူးလားကျွန်တော်တို့အများစုကဒါကိုသူမသွားသေးဘူးအိမ်ထဲမှာပဲရှိနေသေးတယ်လို့ယူဆတတ်ကြပါတယ်အချို့ကဒါကိုနှုတ်သိမ့်မှုတစ်ခုအဖြစ်မယူကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ခရိယန်တယောက်အနေနဲ့တမန်ကျမ်းစာကိုယုံကြည်သူတယောက်အနေနဲ့ဘယ်လိုမျိုးကျမ်းစာတွေကပြောပြထားတယ်လဲဆိုတဲ့အရာကိုဒီနေ့မှာကျွန်တော်ဖော်ပြပေးတော့ပါတကယ်ပဲသူတို့တည်ဆုံးသွားတဲ့ဝိညာဉ်တစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့လွမ်းဆွတ်နေတဲ့စိတ်အာရုံတစ်ခုကပဲလားပို့ဆိုးတာကဒါကစာတန်ရဲ့လှည့်စားမှုတစ်ခုများဖြစ်နေနိုင်မလားဒီနေ့ဗီဒီယိုလေးမှာတမန်ကျမ်းစာတွေကအဖြစ်ပြက်တွေကျမ်းစာတွေကိုကိုးကားပြီးတော့ဘုရားသခင်ကဘာပြောထားတယ်လဲဆိုတဲ့အရာကိုအဖူအမဲတဲတဲကွဲကွဲပြတ်သားသွားအောင်ပြောပြတော့မှာပါမိတ်ဆွေတို့ကဆုံးပါတဲ့သူတယောက်နဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အနက်မျိုးအိမ်မက်မျိုးရဘူးလားကြုံဘူးလားကြုံဘူးရဆိုရင် comment လေးထဲမှာ yes ဒါမှမဟုတ်ကိုယ့်ရဲ့အတွေ့အကြုံလေးကိုအတူတူရေးခဲ့ပေးပါလူတယောက်ရဲ့တည်ဆုံးသွားတဲ့အခါကြံရည်တဲ့သူတွေအတွက်အဆိုးရွားဆုံးကတော့အလွမ်းဆိုတဲ့အရာပါပဲအဲ့ဒီအလွမ်းကအရန်ကိုပြင်းထန်တဲ့အခါကျွန်တော်တို့ရဲ့အုံနောက်နဲ့စိတ်ဝိညာဉ်ကဆုံးရှုံးသွားတဲ့သူနဲ့ပတ်သက်တဲ့အမတ်တရားတွေကိုပြန်လည်ပြီးတော့မှရှာဖွေတွက်တာကတော့ထုံးစံပါပဲစေပညာအရာဒါကိုပူဆွေးမှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်အာရုံခံစားမှုလို့ခေါ်ကြပါတယ်သူတို့ရဲ့အတန်တွေကိုကြားရောက်တာသူတို့သုံးနေကြရေမွေးနဲ့နေရတာဒါပေမဲ့ကျွန်တော်တို့တွေကဝိညာဉ်ရေးရာကိုယုံကြည်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒါကမေးစရာတစ်ခုရှိတာကဘုရားသခင်ကတည်ဆုံးသွားတဲ့သူတွေကကျွန်တော်တို့အတွက်နှစ်သိမ့်ခွင့်ပြုထားပြီးသလားဆိုတဲ့အကြောင်းအရာပါပဲကျွန်တော်တို့တွေပတ်ဝန်းကျင်မှာကြားဦးမှာပါရက်လက်မတိုင်ခင်အိမ်ထဲမှာပဲဝိညာဉ်တွေရှိနေတဲ့ဆိုတဲ့အရာမျိုးတွေပေါ့ဒါပေမဲ့တမန်ကျမ်းစာကတော့ဒီလိုပြောပြထားပါတယ်တည်ပြီးတာနဲ့ဝိညာဉ်ကဘယ်ရောက်သွားတယ်လဲအဲ့ဒီမိကွန်းရဲ့အဖြေကအရင်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့အဖြေမှားသွားရင်ကျွန်တော်တို့ကအန်တရယ်ရှိတဲ့ဝိညာဉ်ရေးရာလှည့်စားမှုတစ်ခုတွေရောက်သွားနိုင်လို့ပါတမန်ကျမ်းစာထက်ကတည်ခြင်းနဲ့ပတ်သက်ပြီးဘာပြောထားတယ်လဲဆိုတော့ကြည့်ကြရအောင် PBA ဩဝါဒစာအခန်းကြီး9အငယ်29မှာဆိုရင်ရှင်းရှင်းလေးလေးကိုဆိုထားပါတယ်လူသည်တစ်ကြိမ်တည်းတည်၍ထို့နောက်မှတရားစီရင်တော်မူခြင်းကိုခံရတဲ့ကဲ့သို့ဆိုပြီးတော့မှပြောပြထားပါတယ်ဒီအချက်ကပဲလူတယောက်သေဆုံးသွားပြီးတဲ့တရားနဲ့သူတို့ရဲ့ဝိညာဉ်ကဘာလောကကြီးထဲမှာလက်လက်သွားလာနေခွင့်မရှိပါဘူးဘုရားသခင်ရဲ့ရှေ့မှောက်မှာရောက်ပြီးတော့တရားစီရင်ခြင်းဒါမှမဟုတ်နေရာချခြင်းကိုခံရပါတယ်နောက်ထပ်အထင်ရှားဆုံးသာတကားတွေထဲကတစ်ခုကတော့ရှီလုကာခရစ်ဝင်အခန်းကြီး16မှာပါတဲ့တထေးကြီးနဲ့လာဇရုတို့အကြောင်းပဲဖြစ်ပါတယ်လာဇရုတည်တဲ့အခါကောင်းကင်တမန်တွေကသူ့ကိုအာဗြဟံရဲ့ယင်ခွင်စီကိုချက်ချင်းခေါ်ဆောင်သွားကြပါတယ်တထေးကြီးတည်တဲ့အခါမှာတော့မရဏနိုင်ငံကိုရောက်သွားပါတယ်အဲ့ဒီနေရာမှာအရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်တထေးကြီးကအာဗြဟံကိုတောင်းပန်ပါတယ်ကျွန်တော်ရဲ့ညီကို9ယောက်ကျန်နေသေးတယ်လာဇရုကိုပြန်လွတ်ပြီးတော့တတိပေးစကားပြောခိုင်းပါဆိုပြီးတော့မှအကူအညီတောင်းတာပါတထေးကြီးကသူ့ညီတွေကိုအိမ်မက်ပေးချင်တာကိုရောင်ပြချင်တာဒါမှမဟုတ်တနည်းနည်းအားဖြင့်တည်င်းစကားပြောကြားချင်တာပါဒါပေမဲ့အာဗြဟံကဘာပြောခဲ့တယ်လဲဆိုတဲ့အရာကဒီညမှာအရေးပါလာပါတယ်ငါတို့နဲ့တင်းတို့အကြားမှာအလွန်နဲ့သောကြောက်ကမ်းပါရှိသည်လို့ပြောပြထားပါတယ်ကျမ်းစာအရာတော့သေဆုံးသွားတဲ့သူတွေကဒီလောကကိုစိတ်ရှိတိုင်းပြန်လာပြီးတော့မှအနံ့ပေးတာ၆လန့်တာစကားတွေကိုလုံးဝပြောလို့မရပါဘူးဒါဆိုရင်ကျွန်တော်တို့မေးစရာတစ်ခုရှိလာပါပြီကျမ်းစာထဲမှာမရှိဘူးပြောပြီးမြဲကျမတို့အတွက်တကယ်ကိုအနံ့ရခဲ့တယ်အိမ်မက်ရခဲ့တယ်ဆိုရင်အဲ့ဒါကဘာလဲခရိယန်တယောက်အနေနဲ့တတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်နံပါတ်1စိတ်ပိုင်းဆိုင်ရာတူပါမှု psychological projection ပါဒေသနာကျမ်းအခန်းကြီး9ငယ်3မှာဆိုရင်အမှုများသောအဖြစ်အိမ်မက်ဖြစ်တဲ့ဤလို့ဆိုလိုထားပါတယ်ကျွန်တော်တို့တွေကတယောက်ကိုတယောက်အရန်ကိုလွမ်းဆွေးတဲ့အခါတန်းတတဲ့အခါမှာကျွန်တော်ရဲ့အုံနောက်ကအိမ်မက်တွေကိုဖန်တီးတက်ပါတယ်ဒါကဘုရားသခင်ပေးတဲ့နှစ်သိမ့်မှုတစ်ခုဖြစ်နိုင်ပေမဲ့တေဆုံးသူကိုယ်တိုင်ပြန်လာတာလုံးဝမဟုတ်ပါဘူးနံပါတ်1နတ်ဆိုးဝိညာဉ်ရဲ့လှည့်စားမှုပါဒါကပိုပြီးကြောက်စရာကောင်းပါတယ်ကျမ်းစာထဲမှာနတ်ဝင်ခြင်းတေသူနဲ့ဆက်သွယ်ခြင်းဆိုတဲ့အရာကိုပြင်းပြင်းတန်တားမြစ်ထားတာကိုမိတ်ဆွေတို့သိပါတယ်ကိုရိန္သုဩဝါဒစာအငယ်7 14မှာဆိုရင်လည်းစာရန်ကလင်းတော့ကောင်းကင်တမန်ကဲသို့ရောင်ဆောင်တက်ဤလို့သတိပေးထားတဲ့အရာတွေလည်းရှိနေပါတယ်နတ်ဆိုးဝိညာဉ်တွေဟာကျွန်တော်တို့ရဲ့ဆွေမျိုးသားချင်းပုံစံအနံ့ကိုအတုခိုးပြီးတော့ကျွန်တော်တို့ကိုလှည့်စားနိုင်စွမ်းရှိပါတယ်ရည်ရွယ်ချက်ကဘာလဲကျွန်တော်တို့ကတေသူနဲ့ပတ်သက်ပြီးတော့မှဆွဲလန်းစေဖို့ဘုရားသခင်စီကနေအာယုံလွဲဖို့နဲ့တေသူတွေကိုပြန်လာနိုင်တယ်ဆိုတဲ့အယူဆတွေကိုမာယွန်းယုံကြည်သွားစေခြင်းလိုပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ရတဲ့အနံ့အိမ်မက်မြင်ရတဲ့ပုံရိပ်တွေကကျွန်တော်တို့ကိုကြောက်ရွံ့စေတယ်ကျွန်တော်တို့ကိုစိတ်တက်ကြစေတယ်ဒါမှမဟုတ်တေသူကိုတန်းတလွမ်းဆွပြီးတော့မှဘုရားသခင်ကိုမေ့လျော့စေတယ်ဆိုရင်တော့သိကြပါတယ်ဒါကဘုရားသခင်စီကမဟုတ်ဘူးဒါကလှည့်စားမှုတစ်ခုပါပဲဆိုတော့ကျွန်တော်တို့ဒီအရာတွေကိုပြောရင်းနဲ့ဏီကုန်းချော့ရမယ်အပိုင်းကိုရောက်လာပါပြီဒီမှာကျမ်းစာတုံ့တင်ချက်တွေအရာတည်ဆုံးသွားတဲ့သူတွေကကျွန်တော်တို့စီကိုအနံ့ပေးဖို့စကားပြောဖို့မလာနိုင်ပါဘူးသူတို့ဟာဘုရားသခင်ရဲ့စီရင်ပိုင်ခွင့်အောက်မှာပဲရှိနေပြီးတော့ဆိုတော့ဘုရားသခင်ကတင့်ကိုမနစ်သိမ့်ဘူးလားဆိုရင်တော့နစ်သိမ့်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုယ်တိုင်ကနစ်သိမ့်စေတော့သူ comforter ဖြစ်ပါတယ်ဒါပေမဲ့ပုဂ္ဂိုလ်ရေးရာဝိညာဉ်ထဲမှာတော့လာပြီးတော့မှနေလို့ရတာမဟုတ်ပါဘူးကျွန်တော်တို့ခရိယန်တွေအကြားမှာမျှော်လင့်ခြင်းကဝိညာဉ်တွေပြန်လာဖို့မဟုတ်ပါဘူးကျွန်တော်တို့မျှော်လင့်ခြင်းကရှင်ပြန်ထမြောက်ခြင်း resurrection ဖြစ်ပါတယ်ဒီနေ့ကျရင်ခရစ်တော်ဘုရားက
ပြန်ပြီးတော့မှကြွလာတဲ့အခါကျွန်တော်တို့ကိုပြန်ပြီးတော့မှစုံတွေ့စေမှာပါဆိုတော့မိတ်ဆွေတို့ဒီအကြောင်းအရာကလက်ခံရအနေငယ်ခက်ခဲနိုင်ပါတယ်ကိုယ်တိုင်ကြုံတွေ့ဘူးတဲ့သူတွေအတက်ကပိုလို့တော့မှခက်ခဲပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေကိုမေးချင်တာကမိတ်ဆွေတို့ကအိမ်မက်မက်တာအနံ့ရတာတွေကိုဘုရားသခင်ရဲ့နှစ်သိမ့်မှုလို့မြင်သလားဒါမှမဟုတ်တတိထားရမယ့်လှည့်စားမှုတစ်ခုလို့မြင်သလား comment ထဲမှာပုံပုံလင်းလင်းဆွေးနွေးသွားပေးကြပါမတူညီတဲ့အမြင်တွေကိုလေးစားစွာဖတ်ရှုချင်ပါတယ်ကဲလို့မိတ်ဆွေတို့အနေနဲ့ကိုချစ်ရတဲ့သူတွေဘုရားသခင်ရဲ့လက်ထဲမှာလုံခြုံစွာရှိနေပြီဆိုတာကိုယုံကြည်ရင်တော့အာမင်လို့ရေးခဲ့ပေးပါဦးဘုရားသခင်ကတည်တော်သူတွေရဲ့ဘုရားရှင်မဟုတ်ရှင်တော်သူတွေရဲ့ဘုရားရှင်ဖြစ်တယ်ဆိုတဲ့အရာကိုလည်းရှမသက်အခန်းကြီး20အငယ်23မှာပြောပြတယ်ဆိုတဲ့အရာကိုပြောပြရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီနေ့အဆုံးသတ်ပေးလိုက်ရပါတယ်